ဒီနေ့ကကျွန်တော်တို့ဒါ rehearsal လုပ်တာပေါ့နော် rehearsal ဆိုပေမဲ့ကင်မရာမထောင်လာတာပဲရှိပါအားလုံးဒီကျွန်တော်တို့ဒီစက်ညွှန်းတွေအကုန်လုံးရဲ့ပြောမဲ့အဖြတ်တော်တွေမှုတွေအဲ့ဒါကိုကိုယ်ကသိချာလေးကျွန်တော်တို့ပါဝင်တဲ့အက်တာတွေကိုပေါ်ပြီးတော့ဟို rehearsal လုပ်ရင်းနဲ့တစ်ခါလေးတင်တာပေါ့နော်ဒီနေ့တော့အဲ့တိုင်းပြန်ကြည့်လိုက်ရင်ပေါ်တယ်ဒါမှကျွန်တော်တို့စင်းပေါ်မှာအမားနေမယ်ပုံမြန်မယ်မှုတွေတုံးတွေအကုန်လုံးတည်ပြီးသားဖြစ်နေတာအဲ့ဒါတွေကမင်းဟာလေဒုက္ခရောက်တိုင်းကိုလိုရုံးမဲ့မိန်းမငါအဲ့လိုမိန်းမတွေတိတ်ကောက်တိတ်မောတယ်တိတ်ရောတယ်အကုန်လုံးကိုလူလိုချင်တာအကုန်လုံးကိုတစ်ဖွဲ့လုံးကိုတီးတီးဆိုတော့ပြီးရင်လည်းအတွေ့အကြုံဆိုရင်တော့မနှမိုးဘူးကျွန်တော်လည်းတော့ပွင့်နိုင်တယ်ပေါ့နော်ဒီ training ခိုင်းထဲမှာပေါ့နော်ကျင်းလေးတော့မူပါတယ်ဘောသားဆိုလည်းအကြီးကျယ်ထွက်ပါတယ်ဒါတမကျေးဇူးတင်တယ်ဆက်လောက်တော့ရရတက်လောက်ရတာနဲ့အယူကြီးရဟုတ်တယ်တော့ကောင်းတယ်တခါတယ်ဒီလိုမျိုးပေါ့နော် rehearsal လုပ်ပြီးတော့ရိုက်တာဒီကျူးလေးငကိုလောက်တက်တာထက်ပိုပြီးတော့ပေါ့နော်ဟိုတရေပေါ့တက်သွားမယ်ပေါ့နော်အဲ့လိုခံစားရရုပ်ကြီးမှုလည်းအဲ့လိုအပြည့်ရှိတယ်ပေါ့နော်ဒီဆိုပြီးတော့ချက်မရရအောင်လေငါမကြည့်လို့ပြီးဘုံတွေကကြည့်တယ်ကျွန်တော်ပုံကျွန်တော်လူရင်းပုံစံမျိုးတူတယ်ဒီလိုက်သွင်းမှာအမှမကြည့်အောင်ဒီမှာကျွန်တော်လိုအပ်တဲ့လိုအပ်ချက်တွေအဲနေရာဆိုတဲ့လူကြီးပြောဖို့အစတန်ဖလို့မျက်လုံးကအစပေါ့နော်အဲ့ဒီဒီချက်ဆောင်လို့ပြင်ရကျွန်တော်အနေနဲ့တောက်တဲ့စိတ်ရောမရှိတော့ဘူးပေါ့နော်ပို့ပြီးတော့လည်းတည်တယ်ပထမဆုံးရရမယ်ဆိုကိုဝိုင်းနဲ့ရရမယ်ဆိုကြာရင်းခုန်နဲ့ကြောက်လဲဟုတ်ကောဟုတ်ရလားပေါ့အိမ်မက်လားပေါ့နော်တော်တော်လေးတော့ရင်ခုန်တယ်ပေါ့နော်ပြည်သက်ကိုလည်းကျွန်တော်ရင်ခုန်လို့ပြောပြည်သက်ကိုအကြည့်နေတယ်ကိုဝိုင်းနဲ့တွေ့ဆုံတာဒါကျွန်တော်ဒီခုန်ကိစ္စလေးဖြစ်တယ် character တွေပေါ်မှာ senior ဘုံပေါ့ပြီးရှင်ဒီ character လိုချင်တဲ့ပေါ့နော်ဒီ move and tone ပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုကြိုပြီးတွေ့လုပ်နေကြတာပါဒီနေ့ဆို3ရင်းရှိပါလိမ့်ရှင်အဲ့ testing တွေလုပ်ပြီးတဲ့အချိန်မှာကိုဒီ character ကိုလုပ်နိုင်မယ်ဆိုတာကိုရှုံကြည်နေပြီပြောမယ်ဆိုရင်တော့ရိုက်ရတာနဲ့တူတူရဟိုပညာရဲ့တအားရကျွန်တော်တို့လိုအသက်တွေတော့ကောင်းတဲ့ rehearsal တစ်ခုကိုကျွန်တော်